အပစုတ်တန်းလေးရဲ့အစမှာတော့မိုရိုဟာရဲ့အရင်ဘွားကသူချစ်ရတဲ့သူကိုဆုံးရှုံးရတာကိုအိမ်မက်မယ်နဲ့လက်နူလာပါတယ်ဒီချိန်မှာဘေးနားမှာကူလုံးတီးနဲ့အိတ်နေတဲ့အင်ဂျလာမိုရိုဟာကိုသူ့ရဲ့ပေါက်စီနှလုံးကြောက်ထည့်ပြီးတော့ဖက်လိုက်ရင်းနဲ့ဆာအက်ဒဝတ်နာမည်ကိုရေးရွတ်နေပါတယ်မိုရိုဟာလည်းနှိုးလိုက်တော့မှအင်ဂျလာနှိုးလာပြီးမိုရိုဟာတက်တာသွားတာကြောင့်ပျော်ပြီးတော့သူ့ရဲ့ပေါက်စီကြားထဲထည့်ပြီးဖက်လိုက်ပါတယ်ဖက်ပြီးတော့မှအင်ဂျလာရှက်သွားပြီးတော့အတွင်းကနေကောက်ပင်နဲ့ဟိုဟာလောက်တာမဟုတ်ဘဲနဲ့မိုရိုဟာဒဏ်ရာရနေရကြောင်းကိုချင်းကပ်ပြီးကုပေးနေရဆိုပြီးရှင်းပြရင်းနဲ့အကြည့်ဆိုင်နေပါတယ်ဒီချိန်မှာညကမိုရိုဟာနဲ့မချဘဲနဲ့စကားပြောတဲ့ကောင်မလေးကရောက်လာပြီးတော့သူတို့နှစ်ယောက်ကိုမြင်သွားပြီးတော့ဟိုတင်းလုံနေရှောင်ပေးမှမယ်ဆိုပြီးပြောလိုက်တာကြောင့်အင်ဂျလာလည်းရှက်ပြီးអော်လိုက်ပါတော့တယ်ခဏနေတော့ကောင်မလေးကသူမရဲ့နာမည်ကကာတီယာဆိုပြီးမိတ်ဆက်လိုက်ရင်နဲ့ဂျပန်ကပြားဖြစ်ပြီးတော့ရုရှားနယ်မြေတစ်ခုရဲ့ခေါင်းဆောင်ဖြစ်ကြောင်းပြောပြပါတယ်အင်ဂျလာကနေကဘာလို့ငါတို့နောက်ကိုလိုက်လာလဲလို့မရင်ပူးကြည့်ကြည့်လိုက်တော့ကာတီယာကမိုရိုဟာကိုဒုက္ခပေးဖို့လာတာမဟုတ်ကြောင်းရှင်းပြပါတယ်မိုရိုဟာစီကဘသူ့ကိုမှထိခိုက်အောင်မလုပ်ဘဲနဲ့တိုက်ခိုက်မှာဆိုတဲ့စကားကြောင့်ကာတီယာကအကူအညီတောင်းဖို့လာတာဖြစ်ပြီးသူမရဲ့အခြေဆုံးတငယ်ချင်းဖြစ်သူယူလီယိုမိုဂျိုအင်မာယာလက်ထက်ကကဲပေးဖို့မိုရိုဟာကိုတောင်းဆိုလိုက်ပါတယ်ရထားဖို့ရောက်တော့မိုဂျိုအင်မာယာမိဘမဲ့ကလေးလေးကိုအချင်းချင်းတိုက်ခိုက်ခိုင်းပြီးသူတို့ကိုကာကွယ်ရမယ့်စေဗီယာတွေဖြစ်အောင်လုပ်ပေးရဆိုပြီးကာတီယာရှင်းပြနေပါတယ်အင်ဂျလာကမိုဂျိုအင်မာယာရဲ့နေအောင်ပြီးတော့ကာတီယာလည်းပြောပြလိုက်ပြီး၃ယောက်သာတွားကြဖို့ဆုံးဖြတ်လိုက်ပါတယ်ခဏနေတော့အင်ဂျလာကမိုရိုဟာကိုတယောက်ကိုမှမထိခိုက်စေမယ့်စစ်ပွဲဖြစ်နိုင်ပါမလားဆိုပြီးမေးလိုက်ပါတယ်ရုရှားရဲ့မာယာမှာလည်းကောင်းတဲ့သူတွေရှိနိုင်တာပဲဆိုပြီးမိုရိုဟာလည်းပြန်ဖြေလိုက်တော့အဲ့တော့ပြီးရင်ရှင်ကအံ့ဩဖို့အကောင်းဆုံးလူပဲလို့ပြောရင်းနဲ့ရှက်သွေးဖြတ်သွားပါတယ်တင်းရမဲ့ပူရာရောက်တော့ကာတီယာကမိုရိုဟာကိုနှစ်ဖူးလို့တောက်လိုက်ပြီးမေးအောင်လုပ်လိုက်ပါတယ်အင်ဂျလာကတော့တခြားနိုင်ငံကလူတောင်ညှင်တာနေတာအံ့ဩမိတယ်လို့ပြောရင်းနဲ့နှစ်ယောက်သားရထားပေါ်ဆင်းလာပါတယ်လန်တွဲရောက်တော့မိုရိုဟာသူ့မိုဂျိုအင်မာယာနဲ့တိုက်ခိုက်နေတဲ့အချိန်ကဲပေးဖို့အာမမခံနိုင်ဘူးလို့ပြောရင်းနဲ့အင်ဂျလာကိုနေခဲ့ဖို့ပြောလိုက်ပါတယ်သူ့ကိုအဲ့လိုထားခဲ့တဲ့လူတွေဆိုအယမ်းမုန်းတာပဲဆိုပြီးအင်ဂျလာပြောလိုက်တော့ကျွန်တော်ကတော့အင်ဂျလာလိုလူမျိုးသဘောကျတယ်လို့ပြောလိုက်ပြီးမိုရိုဟာထွက်သွားပါတယ်ဒီဘက်မှာတော့ဗာစီလီစာဝေးုံချုံတဲ့ကောင်ရှုံးနေတဲ့သူတွေကိုအရှင်မထားအောင်ဆိုပြီးတက်ခိုင်းနေပါတယ်မှန်နေတော့ဗာစီလီစာအဝဲနောက်ထွက်သွားပြီးသူ့ရဲ့မော်နဲ့မိုရိုဟာကိုမြင်တာကြောင့်သူမရဲ့အဆင့်73မော်မန်တန်ကိုစယူလိုက်ပြီးမိုဂျိုရီနဲ့တက်ဖွဲ့ရီတစ်ခုဖန်တီးလိုက်ပါတယ်မိုရိုဟာလည်းသူ့ရဲ့တောက်ဆင့်ခွန်လိုက်ပြီးတော့အကောင်ကြီးကိုတကောင်တစ်ချက်နဲ့လိုက်ပြီးပိုင်းနေပါတယ်ဗာစီလီစာကသူ့ရဲ့လက်အောက်ကတက်ဖွဲ့ကိုပါလွှတ်လိုက်ပြီးတော့ကာတီယာတငယ်ချင်းယူလီကဓမာကြီးနဲ့ဝင်ခုတ်ပြီးမိုရိုဟာဝင်တိုက်ပါတော့တယ်မိုဂျိုအကောင်တွေကလည်းမိုဂျိုအင်မာယာတပ်သားတွေပါချနေတာကြောင့်မိုရိုဟာလည်းသူတို့ကိုပါကဲလိုက်တိုက်လိုက်ရင်းနဲ့လဲနေပါတယ်ဒီချိန်မှာယူလီကမြေဆွဲရနဲ့မိုရိုဟာကိုချုပ်လိုက်ပြီးဝိုင်းတိုက်ဖို့အလုပ်မှာပဲအင်ဂျလာနဲ့ကာတီယာရောက်လာပြီးတော့ဝင်ကဲလိုက်ပါတယ်တောင်းကြီးပို့လိုက်တဲ့တယ်လီဖုန်းနဲ့အတူရှီဇန်နိုနဲ့ဆက်စကီတို့ကလည်းရောက်လာပါတယ်အလီနာလည်းရောက်လာပြီးရုရှားအင်မာယာရဲ့တပ်သားတွေကိုသူ့ကိုယ်သူမိတ်ဆက်လိုက်ပြီးအင်ပါယာကမကောင်းကြောင်းရှင်းပြနေပါတယ်ကာတီယာကတော့သူမရဲ့တငယ်ချင်းယူလီကိုခေါ်နေပေမဲ့ယူလီကတော့မှန်းမိပဲဖြစ်နေတော့မှအီလီနာကနောက်ကနေဆွဲချုပ်ဖြတ်ပစ်လိုက်တာကြောင့်ယူလီကလဲကျသွားပါတယ်ပြီးတော့မှယူလီကပြန်လို့လာပြီးတော့ကာတီယာတို့ကိုလည်းပြန်မှန်းမိသွားပြီးမိုရိုဟာတို့အဖွဲ့တောင်းသွားပါတယ်ဒီချိန်မှာပဲဗာစီလီစာကတချင်းတစ်ပုတ်ကိုကောက်ဆူလိုက်ပြီးမိုဂျိုဘလူးကြီးကိုဖန်တီးလိုက်ပါတယ်မိုရိုဟာတို့ကလည်းမော်ရီနဲ့ပေါင်းပြီးတိုက်ပေမဲ့မနိုင်ဘဲနဲ့ဘလူးကြီးကပြန်ပစ်တာကြောင့်ရှောင်ပြေးနေရမိုရိုဟာအရင်ဘဝသုံးခဲ့တဲ့တားမြင့်မော်ကိုမှတ်မိသွားပါတယ်ခင်ဗျားအစတောင်းလို့ကျွန်တော်ကပြန်သုံးတာမို့ပြီးတော့မှလာပြီးအတုံးမတက်နဲ့ဆိုပြီးအဆင့်73မော်ဂါတာကိုစပြီးရုပ်ပါတော့တယ်မော်ဂါတာဆုံးတော့မိုရိုဟာအမြေကြီးကိုပုတ်လိုက်တာနဲ့တပြိုင်နက်တည်းရေထွက်လာပြီးအင်ပါယာပတ်လေကိုရေပြီးဖုံးလွှမ်းသွားပါတယ်မိုရိုဟာဖနှောင်းတစ်ချက်ပေါက်လိုက်ပြီးရနဲ့ရေတွေကမိုဂျိုဘလူးကြီးကိုရစ်ပတ်ပြီးတော့ဖျက်ဆီးပစ်လိုက်ပါတယ်ဗာစီလီစာကသူမရဲ့အဆင့်မြင့်ဆုံးမော်ကိုဖျက်ဆီးပစ်လိုက်တာကြောင့်တုံးလုံးသွားပြီးသူမရဲ့နောက်လိုက်တွေကလည်းထွက်ပြေးဖို့လုပ်နေပါတယ်ဗာစီလီစာထွက်မပြေးဖို့တာတော့မိုဂျိုအင်ပါယာရှုံးသွားပြီမို့လို့ခမရထံမိုရိုဟာကိုပူကြောက်တယ်လို့ပြောရင်းနဲ့သူ့ရဲ့နောက်လိုက်နှစ်ယောက်ကထွက်ပြေးသွားပါတယ်မိုရိုဟာဗာစီလီစာရှိရောက်လာပြီးနောက်ဆုံးကျန်တဲ့တပ်သားတွေလည်းထွက်ပြေးသွားတာမို့အညံ့ခံလိုက်ဖို့ပြောပါတယ်ဗာစီလီစာကတော့ရှုံးစရာလားဆိုပြီးမိုဂျိုနှကားမော်ကိုထုတ်ပြီးပစ်လိုက်ပေမဲ့မိုရိုဟာလက်ဖြောက်လေးတစ်ချက်တီးလိုက်ပြီးဖျက်ဆီးလိုက်ပါတယ်ဗာစီလီစာကသူမကိုယ်သူမအရှုံးဆိုတာမရှိဘူးလို့ခရီးပေးထားတာမို့လို့မိုရိုဟာစီမှာအစေခံလို့ဆိုလဲလုပ်ပါမယ်ဆိုပြီးခါခါရတောင်းပန်နေပါတယ်မိုရိုဟာငါ့ရဲ့တပ်သားစီကအရှုံးဆိုတာရှိရင်ခွင့်မလို့ဘူးဆိုပြီးခမရပဲပြောပြီးတော့ခုမှကြောက်နေရလားဆိုပြီးမေးလိုက်ပါတယ်ဗာစီလီစာကလည်းသူမမသေးချင်သေးပဲနဲ့အင်ပါယာကိုလည်းအုပ်ချုပ်ချင်သေးတာမို့သူမပိုင်ဆိုင်တာတွေကိုမယူသွားဖို့တောင်းပန်နေပါတယ်မြူစေချင်းခမရလည်းသူများစီကမယူနဲ့လို့ပြောလိုက်ပြီးမိုရိုဟာထွက်သွားပါတယ်ဗာစီလီစာကတော့သူမကဒီတက်ကအရှုံးကြီးဆုံးတာပဲလို့ပြောရင်းနဲ့ကြံခဲ့ရင်းနဲ့ episode 10လေးလည်းပြီးဆုံးသွားပါတော့တယ် episode 11လေးရဲ့စမှာတော့ကျောင်းကြီးကမိုရိုဟာနဲ့ဖုန်းပြောနေပါတယ်ခဏနေတော့ဖုန်းချလိုက်ပြီးတော့မိုရိုဟာတို့ပြန်လာနေပြီဆိုပြီးကျောင်းကြီးကမိုရိုဟာတို့ဖွဲ့သားတို့ပြောပြပါတယ်မာယာကလည်းမိုရိုဟာပြန်လာတော့မယ်ဆိုတာကြောင့်ပြောနေတော့မှသူတို့ကတော့တညတော့အဲ့ဒီမှာနေရမှာဖြစ်ပြီးတော့မနက်ဖြန်မှာတယ်လီဖုန်းနဲ့ပြန်ရမှာဖြစ်ကြောင်းကျောင်းကြီးကပြောလိုက်ပါတယ်ဖွဲ့သားတွေထွက်သွားတော့မာယာကသူမမိုရိုဟာကိုမျှော်နေရဆိုပြီးပြောရင်းနဲ့ငုံနေပါတယ်ကျောင်းကြီးကလည်းမနက်ဖြန်ကျရင်တွေ့ရမှာပါလို့ပြောရင်းနဲ့သူ့ရဲ့ညီမလေးကိုနှစ်သိမ့်ပေးလိုက်ပါတယ်ဒီဘက်မှာတော့ချွေးထုတ်ခန်းထဲမှာအင်ဂျလာတားမြင့်မော်ကိုသုံးတာရုရှားမြေပုံတော်ပျောက်သွားနိုင်တယ်ဆိုပြီးမိုရိုဟာကိုစုနေတယ်မိုရိုဟာကသူကဘာလို့မိန်းကလေးနဲ့အတူတူနေရလဲလို့မေးတော့ဒါဖင်လန်စတိုင်လေးဆိုပြီးအင်ဂျလာစိတ်မရှိဘဲနဲ့អော်လိုက်ပါတယ်ကတီယာလည်းအတူတူကိုလုံးတီးနဲ့တောင်ပူထားတာကိုရှက်မနေပါနဲ့ဆိုပြီးပြောလိုက်တာကြောင့်မိုရိုဟာနဲ့အင်ဂျလာတို့ကရှက်သွားကြပါတယ်ဒီချိန်မှာဆက်စကီရှီဇနိုနဲ့အီလီနာတို့၃ယောက်ကမိုရိုဟာအနားပြေးသွားပြီးတော့မိုရိုဟာတယောက်အော်ခံလိုက်ရပါတယ်ရှီဇနိုကအသေးစိတ်ရှင်းပြဖို့ပြောတော့အင်ဂျလာအကြောင်းမျိုးကြောင့်ဖြစ်သွားတာမို့လို့မရှင်းပြတတ်ဘူးဆိုပြီးပြောလိုက်တယ်အလီနာလည်းငါအကိုကြီးကအင်္ဂလန်မှာတယောက်နဲ့တောင်ဖူးပြီးလာလို့ပြောရင်းနဲ့စိတ်ပြတ်သွားပါတယ်ဆက်စကီကတော့နင်အခုချိန်ကြီးအဲ့လိုပြောနေရုံပဲလားလို့ပြောလိုက်တော့အလီနာကလည်းအကိုကြီးမို့လို့အကိုကြီးခေါ်တာလေးဆိုပြီးဒီမှလာရဲ့သူ့ရဲ့ရင်ဘတ်ကြီးကိုဆက်စကီမျက်နှာနာကပ်ပြီးပြောလိုက်ပါတယ်ဆက်စကီကတော့သူမရဲ့ပြတ်ချက်ချက်လေးကိုငုံကြည့်နေပိုပေါက်ခွဲသွားပြီးတော့မိုရိုဟာရဲ့ညီမနေရာကိုပြိုင်မယ်ဆိုပြီးစိတ်ခေါ်လိုက်ပါတယ်အလီနာလည်းလက်ခံလိုက်ပြီးတော့ချွေးထုတ်ခန်းရဲ့အပူချိန်ကိုမြင့်အောင်လုပ်ကြရင်နဲ့အရင်ထွက်တဲ့သူရှုံးဆိုပြီးပြန်ကြပါတယ်ကျန်တဲ့သူတွေကတော့အရန်ပူလာအကြောင်းမခံနိုင်တော့ဘဲနဲ့ထွက်သွားကြပြီးမိုရိုဟာနဲ့ရှီဇနိုတို့နှစ်ယောက်ကတော့ဘေးနားကနေထိုင်ကြည့်နေပါတယ်ခဏနေတော့ဆက်စကီနဲ့အလီနာကလက်မောင်းလဲကြရင်နဲ့နောက်ဆုံးမှာဆက်စကီကနိုင်သွားပြီမဲ့နှစ်ယောက်လုံးကမိတ်လဲသွားကြတာကြောင့်ရှီဇနိုကသူမရဲ့ရေခဲမော်ကိုတုံးပြီးတော့နှစ်ယောက်လုံးခဲအောင်လုပ်ပစ်လိုက်ပါတယ်ခဏနေတော့ဆက်စကီနဲ့အလီနာတို့နှစ်ယောက်ကအေးမိသွားပြီးမီလင်း
ဖို့ရှိထိုင်ရင်းနဲ့မီးလုံနေရပါတယ်ဆက်စကီကငါတို့ဒီလိုဖြစ်အောင်လုပ်သွားတဲ့ကောင်မဘယ်မှလဲလို့ပြောတော့အင်ဂျလာကနင်တို့နှစ်ယောက်စလုံးငတုံးနေပါလားလို့ပြောရင်းနဲ့တပြင်းချလိုက်ပါတယ်ဒီဘက်မှာတော့မိုရိုဟာအထီးကျန်လို့ခံစားနေရကြောင်းပြောတော့အဲ့ဒါကြောင့်ပူးကြလားဆိုပြီးရှီဇနွားကနောက်လိုက်ပါတယ်မိုရိုဟာအဲ့လိုမျိုးတွေတကယ်မလုပ်ခဲ့ကြောင်းညင်းတော့အချင်းချင်းဆက်သွယ်လုပ်နေခဲ့ကြတာမှသိပါတယ်ဆိုပြီးရှီဇနွားပြောလိုက်ပါတယ်မိုရိုဟာသူ့ရဲ့အိမ်မက်ထဲမှာအရင်ဘွားကသူချစ်ရတဲ့သူတို့တတ်သွားတဲ့မကောင်းဆိုးဝါးကြီးကိုအိမ်မက်ကြောင့်ပြောတော့တိတ်ကဖြစ်တာဆိုရင်အနာဂတ်မှာလည်းဖြစ်နိုင်တာမို့လို့တတိထားနေဖို့ရှီဇနွားမှာလိုက်ပါတယ်ဂျပန်ဖွဲ့ရဲ့ရုံချုပ်မှာတော့အက်ဒဝတ်ကရောက်နေပြီးတော့သတင်းမှာလာတဲ့ရုရှားတိုက်ပွဲသတင်းတွေကိုကြည့်ရင်းနဲ့တားမြစ်မော်ချင်းချင်းချတဲ့ပွဲကိုသူလွတ်သွားတာနားလိုက်တာဆိုပြီးပြောနေပါတယ်အန်ဒိုကပြောင်းမနေနဲ့လို့ပြောလိုက်ပြီးစကားထပ်ပြောမဲ့အလုံးမှာရှင်ဘက်ကအောင့်လာကြောင်းမကောင်းဆိုးဝါးပေါ်လာမှန်းသိလာပါတယ်ကျောင်းကြီးနဲ့မာယာတို့ကလည်းမိုရိုဟာပြန်လာမှအောင်စောင့်နေပြီးတယ်လီပေါ့မော်ကိုတုံးလိုက်တော့မာယာကပျော်ပြီးပြေးကြိုဖို့သွားရင်မဲ့မိုရိုဟာပါမလာပဲဆက်စကီရိုပဲရောက်လာပါတယ်မာယာကမိုရိုဟာကိုမတွေ့လို့မေးတော့မိုရိုဟာကရုရှားမှာမကောင်းဆိုးဝါးတစ်ကောင်ပေါ်လာလို့ကတ်တီယာရိုနဲ့အတူတူကူတိုက်ပြီးဟိုကြံခဲ့ကြောင်းဆက်စကီကရှင်းပြလိုက်တော့မာယာကမိုရိုဟာနာမည်ကိုခေါ်ရင်းနဲ့ငိုချလိုက်ပါတယ်ညနေရောက်တော့ကျောင်းခုံမှုတက်မှာထိုင်နေတဲ့မာယာစီကိုဆက်စကီကရောက်လာပြီးတော့မိုရိုဟာမာယာအကြောင်းကိုမေးတော့ဆက်စကီကပြောပြပါတယ်မာယာမျက်ရည်ကျလာပြီးမိုရိုဟာမရှိတော့ကသူမတယောက်တည်းအိတ်နေရတာမို့လို့အထီးကျန်အကြောင်းပြောလိုက်တော့ဆက်စကီကဒီညသူမနဲ့အတူတူလာအိတ်ဖို့မာယာကိုခေါ်လိုက်ပါတယ်အန်ဂျလာကတော့အက်ဒဝတ်နဲ့ဖုန်းပြောနေပြီးမိုရိုဟာရုရှားမကောင်းဆိုးဝါးကိုရှင်းပြရအောင်အန်တိုရဲ့အခြေအနေကပိုဆိုးလာတာကြောင့်မကောင်းတဲ့ခံစားချက်ရနေကြောင်းအက်ဒဝတ်ကပြောလိုက်ပါတယ်ညတော့မာယာဆက်စကီအခန်းမှာအိတ်ဖို့ရောက်နေပြီးခဏနေတော့တခြားမိန်းကလေးတွေလည်းတယောက်ပြီးတယောက်ရောက်လာကြပြီးမာယာနဲ့အတူတူလာအိတ်မလို့ဆိုပြီးပြောကြပါတယ်ရှီဇနိုကဧည့်သည်တွေကိုတခုဧည့်ခံဖို့ဆက်စကီကိုပြောနေတော့မှမိန်းကလေးတစ်တိုက်ကယူလာတဲ့မုံကိုထုတ်ပြီးစားကြပါတယ်မုံစားပြီးတော့ခေါင်းရိုက်တဲ့စောကြရင်နဲ့မာယာလည်းပျော်သွားတာကြောင့်အကုန်လုံးလည်းအိတ်လိုက်ပါတယ်အိမ်မထဲမှာတော့ဆက်စကီရဲ့အာယုံထဲမှာမကောင်းဆိုးဝါးယူမြင်တာကြောင့်လန့်လို့သွားပါတယ်ဒီဘက်မှာတော့အန်တိုရဲ့အခြေအနေကတဖြည်းဖြည်းနဲ့ဆိုးလာတာကြောင့်အက်ဒဝတ်ရောက်သွားတော့အန်တိုကအခုလာမယ့်မကောင်းဆိုးဝါးတာမန်မဟုတ်ဘဲနဲ့ Asian Dragon ဖြစ်ကြောင်းပြောလိုက်တော့အက်ဒဝတ်လည်းတုံးလုံးသွားပါတယ်နောက်တစ်နေ့မနေ့ရောက်တော့မြို့လေကောင်မှာကောင်းဝင်ပေါ်ကနေအနက်ရောင်တိမ်နယ်ကြီးပေါ်လာပြီးတော့ Asian Dragon ကြီးပါထွက်လာပြီးတမျိုးလုံးကိုဖျက်ဆီးပါတော့တယ်ကျောင်းမှာတော့ Sasuke တို့ကတိုက်ခိုက်ဖို့အဝေလဲနေကြရင်နဲ့မိုရိုဟာမရှိတဲ့အချိန်ကိုရွေးတိုက်တာထူးဆန်းကြောင်းရှီဇနိုက Sasuke ကိုပြောနေပါတယ်ခဏနေတော့ Savior တွေခေါင်းမှုထက်မှလူစုကြပြီးတော့ UK ကောင်းဆောင် Edward ကကူလာနေပြီးတော့မိုရိုဟာကတော့ရုရှားမှာပဲရှိနေသေးတာကြောင့်ကျောင်းကြီးနဲ့မာယာတို့ကို Teleport ဂိတ်ဖွင့်ဖို့ခဝေးကိုသွားနေပြီးတော့မိုရိုဟာမလာခင်အထိသူတို့ကဒီကျောင်းကိုကာကွယ်ရမှာဖြစ်ကြောင်းဂျင်ကအဖွဲ့သားတွေကိုပြောပါတယ်အဖွဲ့သားတွေကလည်းမိုရိုဟာမရှိရအောင်ကျောင်းကိုသူတို့ကာကွယ်မယ်ဆိုပြီးပြောနေကြတော့မှအန်ဂျလာလည်းရောက်လာပြီးတော့သူမပါကူပြီးတိုက်ခိုက်ဖို့ဂျင်ကိုခွင့်တောင်းလိုက်တာဂျင်ကလည်းလက်ခံလိုက်ပါတယ်ခဏနေတော့ဂျင်တို့တစ်ဖွဲ့လုံးတောထဲမှာပုံနေပြီး Asian Dragon လာနဲ့ဝိုင်းပြီးတိုက်ခိုက်ကြဖို့စောင့်နေပါတယ် Asian Dragon ကြီးကရုတ်တရက်ရည်နေရကြောင်းသူတို့အကြံစီကိုတိသွားကြောင်းရှီဇနိုကပြောလိုက်ပြီးအမြန်ပုံခန့်လိုက်တယ် Asian Dragon ကသူတို့ပုံနေတဲ့တောနားလေးကိုလာပြီးမီးလုံးနေနဲ့ပြစ်တာကြောင့်တစ်ဖွဲ့လုံးထွက်ပြေးကြရင်နဲ့ Asian Dragon ကပြေးနေတဲ့ Sasuke ကိုပါတွေ့ပြီးတိုက်ခိုက်ဖို့လုပ်နေပါတယ်ဒီချိန်မှာမော်သုံးတဲ့ဖွဲ့ကသူတို့ရှိသမျှမော်တွေကိုထုတ်လိုက်ပေမဲ့ Asian Dragon ကကာလိုက်ပြီးသူတို့ရဲ့မော်ကာတာတွေကိုပြန်သုံးပြီးတိုက်ခိုက်တာကြောင့်မော်ဆရာဖွဲ့လည်းအထိခိုက်များသွားပါတယ်ဒါမှမဟုတ်တော့ကျောင်းကြီးရဲ့ Teleport မော်ကိုစောင့်နေတဲ့မို့လို့ဟာ Asian Dragon ကိုကြည့်ရင်နဲ့အရင်ဘွားအကြောင်းတွေကိုပြန်တတိယသွားပြီးသူဘယ်ဘွားရောက်သူချစ်ရသူတွေရဲ့အသက်ကိုယူသွားတဲ့ဒီမကောင်းဆိုးဝါးကောင်ကြီးကိုခွင့်မလွတ်နိုင်ဘူးလို့ပြောရင်းနဲ့ episode 11လေးလည်းပြီးဆုံးသွားပါတော့တယ် episode 12လေးရဲ့စမှာတော့ Asian Dragon ကတမျိုးလုံးကိုဖျက်ဆီးနေပြီးတော့ Savior ရလည်းခက်ခက်ခဲခုခံနေရပါတယ်ဒီချိန်မှာဂျင်က Asian Dragon ရဲ့ကြောပေါ်ခုန်တက်ပြီးတော့ဓာတ်နဲ့ထိုးပြင်းနေတော့မှပဲ Asian Dragon ကခါချလိုက်ပြီးမီးနဲ့လိုက်မှုတာကြောင့် Tokiko ကသူ့မော်နဲ့ဝင်ကာလိုက်ပါတယ်ဒါပေမဲ့ငကားကပူပြင်းတဲ့မော်ကိုတုံပြီးထပ်ပစ်တာကြောင့်ဂျင်က Tokiko ကိုပြေးဆွဲလိုက်တာကြောင့်ဒဏ်ရာရသွားပါတယ် Sasuke ကဂျင်ဒဏ်ရာရသွားတာကြောင့်လှမ်းအောင်လိုက်တော့ Asian Dragon ကသူ့မဘက်ကိုလှည့်လာတာကြောင့် Sasuke လည်းပြေးရပါတော့တယ် Asian Dragon ကနောက်ကနေလိုက်လာရင်လည်းမီးလုံးနဲ့ပစ်တာကြောင့်မိုမိုက Sasuke ကိုဝင်ကဲရင်းနဲ့မီးလုံးနဲ့ပစ်ခံလိုက်ရပြီးမှောက်သွားပါတယ်ဒီဘက်မှာလည်းကျောင်းကြီးက Teleport Gate ကိုဖွင့်ဖို့မော်ကာရွတ်နေတော့မှ Asian Dragon ကမာယာကိုတိုက်ခိုက်တာကြောင့်ကျောင်းကြီးကဝင်ကဲလိုက်ပြီးဒဏ်ရာရသွားပါတယ်မာယာကကျောင်းကြီးကိုမော်နဲ့ကုပေးဖို့လုပ်ပေမဲ့ကျောင်းကြီးကတော့တခြားသူတွေကိုကုပေးရအောင်မှာမို့သူမကိုမကုပေးနိုင်ဘူးလို့ပြောလိုက်ပါတယ်မာယာကိုမိုရိုဟာပြန်လာနိုင်ဖို့ Teleport Gate ကိုဖန်တီးဖို့အတွက်သူမရဲ့မော်ကိုမာယာစီပြောင်းပေးလိုက်ပြီးကျောင်းကြီးကမိသွားပါတယ် Sasuke ကလည်း Elena နဲ့တွေ့ပြီး Asian Dragon ကရောက်လာကြောင်းထပ်ပြီးထွက်ပြေးရပါတယ်မာယာကတော့မိုရိုဟာကိုပြန်ခေါ်ဖို့ Teleport မော်ကာတာကိုရွတ်နေပြီး Asian Dragon ကဝင်နောက်ရှက်ဖို့လုပ်နေပေမဲ့ Edward ကရောက်လာပြီးမာယာကိုကာကွယ်ပေးလိုက်ပါတယ်မာယာမော်ကာတာဆုံးတော့ Teleport Gate ကလည်းမိုရိုဟာတို့နဲ့အတူကတ်တီယာတို့တငယ်ချင်းတွေရောက်လဲကူဖို့လာပြီးမိုရိုဟာကတော့ဒေါသတွေလိမ့်လိုက်ထွက်နေပါတယ် Sasuke နဲ့ Angela တို့နှစ်ယောက်ကပုံနေနေဒီနဂါရဲ့မီးနဲ့သာဆိုအကုန်လုံးကိုတခါတည်းပြားချလို့ရတာကိုတခုခုစောင့်နေတဲ့ပုံပဲဆိုပြီး Shizano က Angela ကိုပြောလိုက်ပါတယ်ဒီဘက်မှာလည်း Elena လဲသွားပြီး Sasuke က Asian Dragon ကိုမျှခေါ်ဖို့လုပ်နေတော့မှ Asian Dragon ကမီးနဲ့လှမ်းမှုန်လိုက်ပါတယ်ဒါပေမဲ့ Moroha ကဝင်ကာထားလိုက်တာကြောင့် Sasuke ကမထိခိုက်သွားပဲ Moroha က Sasuke နဲ့တခြားသူတွေကိုဝေးရှောင်တွေကိုပြောလိုက်ပါတယ်အချစ်ရတဲ့သူတွေကိုဆုံးရှုံးအောင်လုပ်တဲ့ကောင်ကိုတတ်မယ်ဆိုပြီးတော့ Moroha ကသူ့ရဲ့မော်ကိုသုံးပြီးဓာတ်နဲ့ခုတ်ချလိုက်ပါတယ်ဒါပေမဲ့နဂါကမော်ကိုဆုပ်ယူလိုက်တာကြောင့်မထိခိုက်သွားပဲအဲ့ဒီနဂါကမော်တွေကိုဆုပ်ယူကြောင်း Shizano ကလှမ်းပြီးအတိပေးလိုက်ပါတယ် Moroha ကတော့သူ့ရဲ့မော်ကိုသုံးမရအောင် plan အောင်သုံးပြီးတိုက်ခိုက်ရင်းနဲ့ Asian Dragon ကစူးစူးဝါးတန်ရီထုတ်လုံးလိုက်တာကြောင့်ဘေးနာလူတွေပါမခံမရနိုင်ဖြစ်ကုန်ပါတယ် Moroha လည်းဆက်ပြီးတော့တိုက်ခိုက်ဖို့လုပ်နေတဲ့အချိန်မှာ Asian Dragon ကသူ့ရဲ့ပါဇက်ထဲကနေမကောင်းဆိုးဝါးသေးလေးထုတ်လိုက်တာကိုကြည့်ရမြင်ပြီး Asian Dragon မှာ Moroha ရင်ဆိုင်ခဲ့တဲ့ကောင်ကြီးရဲ့စွမ်းတွေကိုပိုင်ဆိုင်ထားတာပဲဆိုပြီးအံ့ဩနေပါတယ် Sasuke ကတော့ကူကိုပြောနေတော့မှအဲ့ဒီနဂါက Moroha ကိုစောင့်နေရပဲဆိုပြီးပြောလိုက်ပါတယ် Moroha ကတော့အကောင်သေးလေးကိုရှင်းနေတော့မှ Asian Dragon က Sasuke တို့နှစ်ယောက်နောက်ကိုရောက်သွားပြီး Shizano နဲ့ Sasuke ကိုကြောက်ဖြစ်ပြောင်းလိုက်ပါတယ်ဒီမြင်ကွင်းကို Moroha မြင်သွားပြီးသူတန်ဖိုးထားတဲ့သူတွေဆုံးရှုံးတာကိုပြန်မြင်အောင်ရင်းနဲ့ Moroha တယောက်ဒေါသတွေပေါက်ကွဲပြီးအတန်စူးစူးဝါးကြီးကိုអော်လာရင်းနဲ့ Moroha ရဲ့ planner တွေကအနက်ရောင်ဖြစ်ပြောင်းလဲသွားပါတယ် Moroha အရန်နဲ့မတူပဲပြောင်းလဲသွားတယ်ဆိုပြီး Edward တို့ကပြောနေတော့မှပဲ Moroha က Asian Dragon ရဲ့ကြောပေါ်မှာသူ့ရဲ့ဓာတ်နဲ့မော်ကာတာကိုရေးသားနေပါတယ် Moroha ရုရှားမှာတုံးခဲ့တဲ့အဆင့်73တားမြင့်မွန်မှန်တီးရကြောင်း Angela ကတတိပေးပေမဲ့ Moroha ကတော့မရက်ဘဲနဲ့မော်ကာတာကိုဆက်ရည်နေပါတယ်ဒါပေမဲ့လည်း Sasuke နဲ့ Shizano တို့ကသူတို့ရဲ့အတိတ်ဘဝအကြောင်းပြန်သိရပြီး Moroha ကိုစိတ်ပြေအောင်လုပ်ဖို့
ကြိုးစားရင်းနဲ့ကြောက်ရွံ့ချိန်စာပြေသွားပြီးသူတို့နှစ်ယောက်အတိတ်ကစွမ်းနေနဲ့ပြန်ရောက်ရှိလာပါတယ်မိုရိုဟာမော်ဂါတော့သုံးဖို့လုပ်နေတော့မှဆက်စကီနဲ့ရှီဇနိုကရောက်လာပြီးတော့သူတို့တွေကအမြဲတမ်းတူတူပဲဆိုတာမှတ်မိဖို့ပြောလိုက်ပါတယ်မိုရိုဟာလည်းသူ့ရဲ့ဒေါသစိတ်တွေပြေရောက်သွားပြီးတော့အတိတ်ဘဝနှစ်ခုကစွမ်းတွေကိုခန္ဓာတစ်ခုထဲမှာပေါင်းဆက်ပြီးပြောင်းလဲသွားပါတယ်ဂျင်းတို့ဆေဗီယာဖွဲ့ကလည်းမိုရိုဟာတက်ခတ်ဖို့လမ်းရှင်းပေးကြပြီးမိုရိုဟာတို့သုံးယောက်ကမော်ဂါတာကိုရေးသားရင်းနဲ့ Asian Dragon ကိုကတ်သွားကြပါတယ် Asian Dragon ကမျက်လုံးထဲကနေမော်ဂါတာရေးဖို့ပြင်နေတော့မှအန်ဂျလာဓာတ်နဲ့ပေါက်လိုက်တာကြောင့်မော်ဂါတာဆက်မရေးနိုင်တော့ပါဘူးမိုရိုဟာဘေးနာကောင်မလေးနှစ်ယောက်ကဖတ်တာကြောင့်အားရီတက်သွားရင်းနဲ့ဓာတ်နဲ့ချက်တဲ့ခုတ်လိုက်တာ Asian Dragon ဆုံးသက်ပေးလိုက်ပါတယ်ဒီဘက်မှာတော့အန်ဒူကနေမကောင်းဖြစ်နေရနေပြန်တက်တာလာပြီးသူတို့နိုင်ယူလိုက်တာပဲဆိုပြီးချီးကျူးလိုက်ပါတယ်အဒဝါနဲ့အန်ဂျလာလည်းသူတို့အလုပ်ပြီးလို့ပြန်တော့မှဖြစ်တာကြောင့်မိုရိုဟာတို့ကလေစိတ်ကိုလိုက်ကြပြီးအဒဝါကပြင်တဲ့အဖွဲရ Charles ကိုတတိထားဖို့မိုရိုဟာကိုတတိပေးလိုက်ပြီးထွက်သွားပါတယ်မိုရိုဟာအိမ်ပြန်ရောက်တော့သူ့ရဲ့အိမ်ကငကားလက်ချက်ကြောင့်ပျက်စီးသွားပြီးနေကြမရှိတော့အကြောင်းဆက်စကီနဲ့ရှီဇနိုတို့နှစ်ယောက်ကသူတို့နဲ့အတူလာနေဖို့ပြောရင်းနဲ့မိုရိုဟာကိုလူကြပါတယ်နောက်ဆုံးမှာတော့ရှီဇနိုရဲ့အိမ်ကကျဲတာကြောင့်မိုရိုဟာလိုက်နေဖို့ဆုံးဖြတ်လိုက်ပြီးကြောင်းကိုသွားဖို့ဂုံးစင်းလန်းကနေတက်လာကြရင်နဲ့ဆက်စကီကအရင်ပြေးတက်သွားပါတယ်မိုရိုဟာသူစိတ်ဖောက်နေတော့မြေရောက်ကပါဆုံးမနဲ့တွေးခဲ့ကြောင်းပြောပြနေတော့မှရှီဇနိုကဒူနှစ်ယောက်လှုပ်ဝက်ချက်ဆိုပြီးနမ်းဖို့လုပ်ပါတယ်အဲ့ဒီအချိန်မှာပဲဆက်စကီကပြန်ပြေးလာပြီးနှစ်ယောက်လုံးကမိုရိုဟာရဲ့ပေါင်နမ်းလိုက်တာကြောင့်လူပြိုလေးမိုရိုဟာလည်းဖီးတက်ပြီးနောက်ပြန်လေလန်ကျသွားပါတယ်ကြောင်းရှိရောက်တော့လူတွေလည်းစုံနေပြီးဂျင်းကဒီနေ့ကမိုရိုဟာပြန်လာတော့ဂုံပြည့်ရဲ့ပါတီပဲဆိုပြီးပြောလိုက်ပါတယ်ဒီချိန်မှာပဲဆက်စကီရှီဇနိုအယ်လီနာတို့သုံးယောက်ကမိုရိုဟာကိုပြစ်ခွက်ဖို့လုပ်နေတော့မှမာယာအရင်ဝင်ဖက်လိုက်ရင်းနဲ့ brother ရဲ့အချစ်ဇလန်းလေးလို့မဟုတ်ဘဲနဲ့ပျော်ပျော်ရွှင်တဲ့ဇလန်းလေးလည်းပြီးဆုံးသွားပါတော့တယ်